ပဲနိုင်မယ်ဆိုပြီးတော့ zero game မလုပ်ပါနဲ့ personal ပေါ်မှာ concentration မလုပ်ဘဲနဲ့အကြောင်းအရာပြဿနာကိုပဲဖြေရှင်းမယ်ဆိုပြီးကျွန်တော်တို့ကဆောင်ရွက်ဖို့လိုပါတယ်ကျွန်တော်တို့ conflict ကိုကျွန်တော်တို့ပြောခဲ့တယ် conflict ကတော့နေရာတိုင်းမှာရှိမယ်ဆိုတာလည်းသိသွားပြီအချိန်တိုင်းမှာလည်းရှိနိုင်တယ်လို့တယောက်တည်းရှိနေရင်တော့ကိုယ်တယောက်တည်းနဲ့ conflict တွေဖြစ်နေတယ်အဲ့တော့လူမှုဆက်ဆံရေးနယ်ပယ်မှာဆိုရင်တော့တခြားသူတွေနဲ့လည်းကျွန်တော်တို့က conflict တွေဖြစ်နေတာပေါ့ဒါဆိုရင် conflict ကိုကျွန်တော်တို့ဘယ်လိုကင်တွယ်မလဲဘယ်လိုမျိုးကျွန်တော်တို့ကင်တွယ်ပြီးတော့ profit ကောင်းကောင်းရအောင်အကျိုးမြတ်ဖြစ်အောင်တစ်ဖက်သားလည်းမနစ်နာအောင်ဆောင်ရွက်တတ်ဖို့လိုပါတယ်အဲဒီခါကျရင်တော့ကျွန်တော်တို့ဟာပြဿနာတစ်ခုဖြစ်လာရင်အဲ့ဒီပြဿနာကိုမရှောင်သင့်ပါဘူးပြဿနာကိုရှောင်လိုက်တာဟာ conflict ပျောက်သွားတာမဟုတ်ပါဘူးဒါကြောင့်ပြဿနာကိုမရှောင်မင်းနဲ့အဲ့ဒီပြဿနာကိုကျွန်တော်တို့ရဲရဲဝံ့ဝံ့ဖြေရှင်းတာမျိုးကိုဆောင်ရွက်သင့်ပါတယ်နောက်တစ်ချက်ပြောချင်တာကတော့ပြဿနာဖြစ်လာပြီဆိုရင် personal ကိုအာယုံမဆိုင်ဖဲနဲ့အကြောင်းအရာကိုအာယုံဆိုင်ဖို့လိုပါတယ်ဥပါကြောင့်ဒေါ်မြကြောင့်ဒေါ်လှကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်တို့လက်တလုံးဖြစ်နေတဲ့အကြောင်းအရာအပေါ်မှာပဲကျွန်တော်တို့အာယုံဆိုင်ပြီးတော့ပြဿနာကိုဖြေရှင်းဖို့လိုပါတယ်နောက်တစ်ခုကတော့ active listening လို့ခေါ်ပါတယ်နားထောင်တတ်ကြမှာပေါ့လို့တစ်ဖက်သားပြောတာကိုတည်တည်ချာချာနားထောင်တဲ့အခါမှာတော့ကျွန်တော်တို့ဟာတစ်ဖက်သားရဲ့စကားကိုဒီတိုင်းနားထောင်တာမျိုးမဟုတ်ပဲねမျက်ဝန်းကိုစုံအောင်ကြည့်မယ်ဘူလို့ဆိုရင်တော့ eye contact ပေါ့ဗျာ eye contact ကလည်း respect ပေးတဲ့ eye contact မျိုးဖြစ်ဖို့လိုပါတယ် eye contact ကိုမိအောင်ကြည့်ပြီးတော့ကျွန်တော်တို့ဟာစကားကိုအယူအသေးပေးမှုနဲ့တလေးတစားရှိမှုနဲ့နားထောင်ပြီးတော့ personal ပေါ်မှာ concentration မလုပ်ဘဲနဲ့အကြောင်းအရာပြဿနာကိုပဲဖြေရှင်းမယ်ဆိုပြီးကျွန်တော်တို့ကဆောင်ရွက်ဖို့လိုပါတယ်နောက်တစ်ချက်ကတော့ခုနကျွန်တော်ပြောခဲ့တဲ့ emotion မှာ emotion ဆိုတာစိတ်ခံစားချက်တွေ so you cannot control your emotion you cannot control your success လို့ပြောပါတယ်ခင်ဗျားဟာခင်ဗျားရဲ့စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင်ခင်ဗျားရဲ့အောင်မြင်မှုတွေကိုလည်းထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ကျွန်တော်တို့စာရီပေတွေမှာဖတ်ဖူးပါတယ်အဲကြောင့်စိတ်ခံစားချက်ကိုထိန်းသိမ်းဖို့အလွန်အရေးကြီးတယ်လို့သတင်းစကားပေးချင်ပါတယ်အဲ့တော့ခံစားချက်ကိုထိန်းသိမ်းတဲ့အခါမှာဒီ case ကိုကင်တွယ်နေတဲ့အချိန်မှာကိုဒေါသဖြစ်နေရင်ဒေါသကိုလျော့သွားအောင်ဆောင်ရွက်ပြီးမှဒီ case ကိုကျွန်တော်တို့ဆွေးနွေးကြတာကောင်းတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကတော့အလက်အဖြေရှာဖို့လိုပါတယ်ငါပဲနိုင်မယ်ဆိုပြီးတော့ zero game မလုပ်ပါနဲ့ငါပဲ100ရသူက0ရဆိုရင်တော့ conflict management မှာကျွန်တော်တို့အောင်မြင်မှာမဟုတ်ပါဘူးဒါကြောင့်အလက်အဖြေရတယ်ဆိုတာကတော့သူလဲ90ဘူးငါလဲ90ဘူးလို့ခေါ်တဲ့အနေအထားကိုကျွန်တော်တို့ဖန်တီးတာမျိုးစဉ်းစားတာမျိုးဆောင်ရွက်တာမျိုးကျွန်တော်တို့လုပ်သင့်ပါတယ်ဒါကြောင့်စကားပြောတဲ့အခါမှာမင်းတော်တော်အသုံးမကျတာပဲမင်းကြောင့်ဒီပြဿနာဖြစ်တယ်လို့မဟုတ်ဘဲနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါအမြင်ကိုဝေမျှမယ်ဆိုရင်မင်းလက်ခံပါအဲ့ခါမှာမင်းအမြင်ကိုနားထောင်ပြီးတော့ငါနားလည်သွားပြီဒါပေမဲ့ငါရဲ့အမြင်က second option ပေါ့နောက်တစ်ခုရှိပါသေးတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးကိုဆောင်ရွက်သင့်ပါတယ်နောက်တစ်ခါဒီလိုအခြေအနေတွေမဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆိုတာကိုနှစ်ဦးသားစီးမြင့်နေချပြီးတော့ဆောင်ရွက်တာမျိုးကိုပြုကျင့်တာဟာသိကောင်းတယ်လို့ပြောပြချင်ပါတယ်။ Okay အဲ့တော့ conflict နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုဆိုရင်ဖြစ်တတ်တဲ့သဘောတဘာဝတွေရှောင်ရမယ့်ကိစ္စတွေကင်တွယ်ရမယ့်ပုံစံတွေကိုပြောဆိုဆွေးနွေးသွားပါတယ်။ဒါကြောင့်ကျွန်တော်ထပ်ပြီးတော့သတိပေးချင်ပါတယ် conflict ကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာအရေးကြီးဆုံးဖြစ်တဲ့ငါတကောကောမယ်ဆိုတဲ့ကိစ္စငါပဲနိုင်ရမယ်ဆိုတဲ့ကိစ္စငါစိတ်ခံစားချက်ကအကောင်းဆုံးဆိုတဲ့ကိစ္စတွေကိုဂရုတစိုက်ထိန်းချုပ်ပြီးတော့ဖြေရှင်းမယ်ဆိုရင် conflict တော်တော်များများကိုကျွန်တော်တို့အဖြေကောင်းကောင်းရလက်မြင့်မြင့်နဲ့အောင်မြင်အောင်ဖြေရှင်းနိုင်မယ်လို့အကြံပေးချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နာမည်ညီညီပါ